မင်္ဂလာပါ Smart Learning Corners ကကျေးဇူးပါလေကလေးတို့ရေဒီနေ့ဆရာတင်ပြသင်ခန်းစာလေးကတော့ Nosona Dance Grammar Structure လေးဖြစ်ပါတယ်သူ့ကိုမြန်မာလိုအဓိပ္ပာယ်ပြန်ဆိုရမယ်ဆိုလို့ရှိရင်တော့ဆရာတို့ဖြစ်လျင်ဖြစ်ခြင်းနှစ်တပြိုင်နက်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူ့ရဲ့ structure လေးနဲ့ဆရာစပြီးတော့လေ့လာကြည့်အောင်ပထမ structure တစ်ခုကတော့ Nosona did subject ဘဝံကျန်တာဆက်ရေးတယ်ပြီးရင်ဒန်းလိုက်ပြီးတော့နောက် clause တစ်ခုထပ်ပြီးတော့ဆက်ရေးတယ်ပေါ့နောက် structure တစ်ခုကတော့ Nosona had subject ပတ္တိကျန်တာဆက်ရေးတယ်ဒန်းလိုက်ပြီးဒန်းခံပြီးတော့နောက်က clause တစ်ခုထပ်ပြီးတော့ဆက်ရေးတယ်ဒါက Nosona dance structure form နှစ်ခုရှိဖြစ်ပါတယ်အဲ့တော့Nosona ကိုဆရာ Nosona dance grammar structure ကိုဖြည့်တဲ့အခါမှာဆရာတို့ Nosona dance ဒီဖြည့်ခိုင်းတဲ့ဒီ structure ပြောင်းပြီးဖြည့်ခိုင်းတဲ့မေးခွန်းတွေကပုံစံ2မျိုးနဲ့လာလေးရှိပါတယ်ပထမတစ်မျိုးကဆရာတို့က assonance နဲ့ပေးပြီးတော့ဒါကို Nosona ပြောင်းခိုင်းတဲ့ပုံစံဖြစ်တယ်လို့နောက်တစ်ခုကတော့ assonance မပါဘဲနဲ့ just တွေ when တွေပဲမေးခွန်းမှာပါပြီးတော့အဲ့ဒါကိုပဲ Nosona dance ပြောင်းခိုင်းတဲ့ဒီမေးခွန်းပုံစံဆိုပြီးတော့ပုံစံ2မျိုးဆရာတို့ရှိပါတယ်အဲ့တော့အဲ့ပုံစံ2မျိုးကိုဖြည့်နိုင်မှုအတွက်ဆရာကဒီ grammar structure ကိုဖြည့်တဲ့အခါမှာကြပြနဲ့နှုတ်2မျိုးဆရာထုတ်ပေးထားပါတယ်အဲ့တော့အဲ့ဒီမှာပထမဆုံးတစ်ခုဖြစ်တဲ့ Nosona dance ကိုဖြည့်တဲ့အခါမှာ assonance ပါတဲ့မေးခွန်းပုံစံကို Nosona dance ဖြည့်နည်းကိုဆရာရင်သင်ပါမယ်ကြပြလေးနဲ့လေ့လာကြည့်အောင်ဆရာတို့assonance ရဲ့ Nosona had it ရွေးလို့သွားဒီကိုသုံးမယ်ဘတူရဲ့ဘဝန်းပြောင်းရမယ်ကွန်မာနေရာတန်းထားမှအဲ့ဒါမှမှန်ပါအဲ့တော့ဆရာတွေက assonance ရဲ့နေရာမှာဆရာ Nosona ကိုစားထိုးမယ်ကြပြအရာပေါ့နော်ဆရာတွေပြီးရင်သူ့ရဲ့နောက်က had လိုက်မှာလား did လိုက်မှာလားရွေးချယ်ပေးရမယ်ဘက်ကိုကြည့်ရွေးချယ်ပေးရအောင်ပေါ့နော်ဆရာတွေကတကယ်လို့ did ကိုသုံးမယ်ဆိုလို့ရှိရင်တော့ဘတူကိုဘဝန်းပြောင်းရမယ်ပြီးကွန်မာနေရာမှာဒန်းခံမယ်ကျန်တာဆက်ရေးမယ်ဒါလေးပါပဲဆရာတို့ဒါလေးကိုဖြည့်နိုင်မှုအတွက်ဆရာတို့ဥစမလေးနဲ့ဆရာလေးလာကြည့်ရအောင်လက်တွေ့အသုံးချဖို့အတွက်ပေါ့နော်ဆရာတို့ပထမ example တစ်ခုကတော့ as soon as the bell rang the student left the classroom ကျောင်းခေါင်းလောင်းမြည်လျင်မြည်ချင်းမှာပဲကျောင်းသားများကစာသင်ခန်းထဲကထွက်ခွာကြတယ်ဒီမှာဆရာတို့တွေက as soon as ပါတဲ့ sentence structure ပါမေးခွန်းပုံစံမှာဒါကို Nosona dance ပြောင်းရမယ်ဆိုလို့ရှိရင်ဆရာတို့ as soon as ရဲ့ Nosona အဲ့တော့ as soon as ကိုဖြုတ်မယ်ဆရာ Nosona ကိုစားထိုးမယ်နော် Nosona SOONER Nosona နော် Nosona ကိုစားထိုးမယ်ပြီး had ရေးလို့သွား had လား did လားသုံးဖို့အတွက်ဘက်ကိုကြည့်မယ်ဘက်က had မပါဘူးဘက်ပဲပါတယ်ဘက်ကဘတူပဲဆရာဘတူဆိုရင်ဆရာနောက်မှာတက်လိုက်မယ်ပြီးရင်စကြက်ပြန်ရေးမယ်တပည့်ပြန်ဆိုမယ် as soon as ရဲ့ Nosona had ရေးလို့သွားတစ်ကိုသုံးမယ်ဘတူရဲ့ဘဝန်းပြောင်းရမယ် rang ရဲ့ဘဝန်းက ring ring ပြီးရင်ကော်မာနေရာဒန်းထားမှအဲ့ဒါမှမှန်ပါကျန်တဲ့ဟာနောက်ကဆက်ရေးပါတယ်နောက်က the student left the classroom ကျန်တာဆရာဆက်ရေးပြရပါတယ်နောက်တစ်ခုကဆရာတွေက as soon as she had finished homework she went outside to play သူရဲ့အင်စာပြီးလျင်ပြီးချင်းမှာပဲသူကအပြင်ထွက်ပြီးကစားတယ်ပေါ့နော်ဒီမှာလည်းပဲ as soon as ပါတဲ့မေးခွန်းပုံစံကို Nosona dance ပြောင်းမယ်အဲ့တော့ as soon as ရဲ့ Nosona ဆိုတော့ as soon as ကိုဖြုတ်မယ်ဒီနေရာမှာဆရာတွေက Nosona ကိုအစားထိုးမယ်ပြီးရင် had ရေးလို့သွားဒီနေရာမှာတော့ဘက်ကိုကြည့်တော့ had plus ပတ္တိဆိုတော့ had ကိုပဲသုံးမယ် had ပြီး subject ရှိမယ် subject structure က had subject ပတ္တိပါဒီအောင်နောက်ကပတ္တိကတ်လိုက်မယ်ပတ္တိက FINISHAED finish homework အဲ့တော့ဒီမသုံးတဲ့ကြောင်လို့ဘတူကိုပြောကြမလို့ပါဘူးကော်မာနေရာဒန်းထားမှာအဲ့ဒါမှန်ပါကော်မာနေရာဒန်းထားမယ်ကျန်တာဆက်ရေးမယ်ဆရာတို့ရဲ့ကျန်တာက she went outside to play ဒါလေးပါပဲဆရာတို့ရဲ့
ဒါကတော့ဆရာတို့က as soon as ပါတဲ့ဒီမိကုန်းပုံစံကိုဆရာ no sooner than ပြောင်းတဲ့ဒါပုံစံဖြစ်ပါတယ်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကဆရာတွေက no sooner than ပြောင်းမှုအတွက်မိကုန်းမှာက as soon as မပါတော့ဘဲနဲ့ just တွေ when နေပါတယ်အဲ့ဒီ just တွေ when နေပါတဲ့မိကုန်းကိုဆရာတို့က no sooner than ဘယ်လိုပြောင်းလဲဆိုတာကိုဆက်ပြီးတော့ဆရာလေးလာကြည့်ရအောင်ကြပြလေးကတော့ဆရာတွေကစလိုက်ပါလား no sooner had ကနောက်လိုက်သမှာ just ကိုဖြုတ်ပါwhen နေရ then ကိုထားလိုက်ပါကြပြလေးကဒါလေးပါပဲစလိုက်ပါလား no sooner ဆိုတော့ဆရာ no sooner နဲ့စာကြောင်းကိုအစပြုမယ်ပြီး had ကနောက်လိုက်သမှာ had ကနောက်ကလိုက်မယ် just ကိုဖြုတ်ပါဆိုတော့ just ကိုဖြုတ်မယ် when နေရာမှာဆရာ then ကိုထားမယ်ကျန်တာဆက်ရေးပါမယ်ဒါကိုဆရာလေးလာကြည့်ရအောင်ဆရာတို့ example လေးနဲ့ပေါ့နော်ပထမ example မှာတော့ they had just go and just got to the bus stop when the bus left သူတို့တွေကားမတန်အောင်ရောက်တဲ့အချိန်မှာပဲရောက်တယ်ပေါ့နော်ရောက်လျင်ရောက်ချင်း just ပါအောင်နော်ရောက်ချင်းမှာပဲကားထွက်သွားတယ်ပေါ့ဒီနေရာမှာဆရာတို့က as soon as မပါတော့ဘူး just နဲ့ when ပါတယ်ပေါ့ဒါဆိုရင်ဆရာတို့သူ့ရဲ့ကြပြအတိုင်းပဲစလိုက်ပါလား no sooner ဆိုတော့ no sooner နဲ့စမယ်အဲ့တော့ no sooner နော် no sooner နဲ့စမယ် no sooner နဲ့စပြီးလို့ရှိရင် had ကနောက်လိုက်သမားဆိုတော့ had ကိုနောက်ကိုလိုက်မယ်ဆိုတော့ had had ကို no sooner ရဲ့နောက်မှာလိုက်မယ် had ကနောက်လိုက်သမားပြီးရင် just ကိုဖြုတ်ပါ when နဲ့ရ then ကိုထားလိုက်ပါဒါဆို just ကိုဖြုတ်လိုက်မယ်ဒီကပြန်စရေးမယ်ပြီးရင်နောက်က got to the bus stop when နေရာမှာ then ကိုထားမယ်ကျန်တာဆက်ရေးမယ် the bus left ဒါလေးပါပဲနောက်တစ်ခုကြည့်အောင် they had just watered the plants when it begins to rain သူတို့အပင်ရေလျောင်းရေကိုရေလောင်းပြီးတဲ့အချိန်မှာပဲမိုးရွာပါတယ်ပေါ့မိုးကစပြီးတော့ရွာလာတယ်ပေါ့နော်ဒီမှာလည်းပဲဆရာတွေက as soon as မပါတော့ပါဘူးမိကုန်းက just နဲ့ when ပါပါတယ်တကယ်လို့ just မပါလို့ရှိရင်လည်း just ကိုမထည့်ရဘူးဒီတိုင်းပဲအဖြစ်ဆက်ရေးပါမယ် just ပါလို့ရှိရင်တော့ just ကိုဖြုတ်ကြတာပေါ့နော်အဲ့တော့ just တွေ when တွေပါတဲ့ပုံစံဖြစ်တယ်မိကုန်းကအဲ့ဒါကို as soon as ပြောင်းမယ်ကြပြလေးကno sooner than မှာ just when ပါတော့ပုံစံပြောင်းနည်းလေးကတော့ no စလိုက်ပါလား no sooner ဆိုတော့ဆရာတို့စာကြောင်းကို no sooner နဲ့အစပြုလိုက်မယ်ပြီး had ကနောက်လိုက်သမားဆိုတော့ no sooner ရဲ့နောက်မှာ had had လိုက်မယ် just ကိုဖြုတ်ပါ when နဲ့ရ then ကိုထားလိုက်ပါဆိုတော့ဆရာဒီကနေပြီးတော့ပြန်ပြီးတော့ဆက်ရေးမယ် water the plants when နေရာမှာ then ကိုထားမယ်ကျန်တာဆက်ရေးပါမယ်ဒါလေးပါပဲဆရာတို့ရဲ့ဒါကတော့ no sooner ကိုပြောင်းတဲ့အခါမှာ just when ပါတော့မိကုန်းပုံစံကို no sooner than ပြောင်းတဲ့နည်းလမ်းဖြစ်ပါတယ်အဲ့တော့ဆရာ as soon as ပါတော့မိကုန်းပုံစံကိုလည်း no sooner than ပြောင်းနည်းဆရာရှင်းပြပြီးပါပြီ just when ပါတော့မိကုန်းပုံစံကိုဆရာတို့က no sooner than ပြောင်းနည်းကိုလည်းဆရာရှင်းပြပေးခဲ့ပြီးပါပြီဒါဆိုရင်ပို့ပြီးတော့ဆရာတို့ကဒီရှင်းလင်းသွားအောင်လေ့ကျင့်ခန်းလေးနဲ့ဆက်ပြီးတော့ဆရာတို့ဖြည့်ကြည့်ရအောင်ဒီနှုတ်တိုင်းပဲဆရာတို့နော်အစကြည့်ရအောင်ဆရာလေ့ကျင့်ခန်းလေး exercise ပထမတစ်ခုကဆရာတွေက as soon as she arrived at the party everyone started dancing သူပါတီကိုရောက်လျင်ရောက်ချင်းမှာပဲလူတိုင်းကစပြီးတော့ကကြတယ်ပေါ့နော်ဒီနေရာမှာဆရာတွေက as soon as ပါတဲ့ပုံစံဆိုတော့ဆရာတို့က as soon as ရဲ့ no sooner ဆိုတော့ as soon as ကိုဖြုတ်ပြီးတော့သူ့ရဲ့နေရာမှာ no sooner ကိုထည့်ရမယ်ဆရာတို့ပြီး had ရေးလို့သူက had ရွေးမယ် verb ကိုကြည့်ရတော့ did ဆိုတော့ဆရာတို့ sorry verb 2ဆိုတော့ did ကိုပဲရွေးမယ် did ကိုသုံးလိုက်တဲ့ကြောင့်လို့ did ကိုသုံးမယ် verb 2ရဲ့ဘဝန်းပြောင်းရမယ်အဲ့တော့ဒီ verb 2ကိုဆရာဘဝန်းပြောင်းတော့ဒီလေးဖြုတ်လိုက်ပါမယ် arrive ပါပြီး comma နေရာ then ကိုထားကျန်တာဆက်ရေးဒါလေးပါပဲဒါဆိုရင်အဖြေကဖြစ်သွားမှာက no sooner did she arrive at the party then everyone started dancing ဒါလေးပါပဲနောက်တစ်ခုကြည့်အောင်As soon as I saw the message, I replied immediately.
ကျွန်တော်ဒီစာကိုပေါ့နော်စာတစ်စောင်ကိုကျွန်တော်မြင်ချင်းမှာပဲကျွန်တော်ချစ်ချင်းပဲပြန်စာပို့တယ်ပေါ့နော်ဒီမှာလည်းပဲ as soon as ပါတော့မေကုန်းပုံစံကို no sona တန်းပြောင်းမယ်အဲ့တော့ဆရာတို့ကကြပြအတိုင်းပဲ as soon as ရဲ့ no sona ဆိုတော့ as soon as ကိုဖြုတ်မယ်ဒီနေရာမှာဆရာတို့က no sona ကိုစထုတ်မယ်ဟဲ့ဒီလို့သွားဆိုတော့ verb ဆိုတော့တစ်ကိုပဲသုံးမယ်ပြီးရင်တစ်ကိုသုံးမဲ့ verb ရဲ့ဘဝပြောင်းရမယ်အဲ့တော့ saw ရဲ့ verb ဘဝက sec ကော်မာနေရာဒန်းကိုထားကျန်တာဆက်ရေးသွားဒါဆိုရင်အဖြေလေးကဖြစ်သွားမှာက no sooner did I see the message than I replied immediately ဒါလေးပါပဲဆရာတို့ကနောက်တစ်ခုကြည့်အောင် as soon as I had taken a bath I felt better ကျွန်တော်ရေချိုးပြီးချင်းမှာပဲကျွန်တော်နေလို့ကောင်းသွားတယ်ပေါ့နော်နေလို့ထိုင်လို့ကောင်းသွားပုတ်ပါသွားတယ်ပေါ့နော်စိတ်တွေပါရှင်လန်းသွား relax ဖြစ်သွားတယ်ပေါ့ဆရာတို့ကဒါဆိုရင် as soon as ပါတော့မေကုန်းပုံစံကို no sooner တန်းပြောင်းမယ်ဆိုတော့ကြပြအတိုင်းပဲas soon as ရဲ့ no sona ဆိုတော့ as soon as ရဲ့နေရာမှာ no sona ကိုဆရာတို့အစားသွင်းမယ် had ရေးလို့သွားဆိုတော့ဒီနေရာမှာဆရာတို့က had ပါတဲ့ကြောင့်မလို့ HED had ကိုပဲရွေးမယ် had ကဒီမှာမရှိတော့ no sona ရဲ့နောက်ကိုရောက်သွားပြီပေါ့နော် had ကိုဒီမှာမရေးတော့ပြီးရင်verb 2ဘာမှပြောင်းပြမလို့ဘူးဆရာတို့က had သုံးတဲ့ကြောင့်မလို့တစ်ကိုပဲဆရာတို့က did ပါတဲ့ structure ကိုပဲဆရာ verb 2ကိုဘာမှပြောင်းအောင်ပါ had ကတော့ verb ကိုပြောင်းပြမလို့ပေါ့နော် verb 3ပဲသူကကော်မာနေရာဒန်းကိုထားကျန်တာဆက်ရေးသွားဒါဆိုရင်အဖြေလေးကတော့ no sooner had I taken the bath then I felt better ဒါလေးပါပဲနောက်တစ်ခုကြည့်အောင် she had just taken the medicines when she got fever အဲ့တော့သူမကဆေးကိုချက်ချင်းတောက်တယ်ပေါ့နော်သူမဒီနေမကောင်းတဲ့အချိန်မှာသူမဆေးကိုလုံးဝချက်ချင်းတောက်လိုက်တယ်ပေါ့ဒီနေရာမှာလည်းပဲဆရာတို့တွေက just when ပါတဲ့ဒါဒီမေးခွန်းပုံစံပေါ့နော်ဒါဆိုရင်စလိုက်ပါလား no sona no sona နဲ့စမယ်ဆိုတော့ no sona ကိုဆရာတို့က no sona နဲ့စလိုက်မယ်ပြီး had ကနောက်လိုက်သမားဆိုတော့ had ကို no sona ရဲ့နောက်ကိုပို့မယ်ဆိုတော့ had ကဒီမှာမရှိတော့ no sona ရောက်သွားပြီနော်ပြီးရင် just ကိုဖြုတ်ပါဝှမ်းနေရ then ကိုထားလိုက်ပါဒါလေးပါပဲဒါဆိုရင် no sona had she taken the medicines then she got fevers အဖြေလေးဒါလေးပါပဲ no sona had she taken the medicine then she got a fever ဒါလေးပါပဲဆရာကြီးအဲ့တော့ဒါကတော့ဆရာအခုရှင်းပြပြီးသွားကတော့ no sona then ပြောင်းနည်း structure ဖြစ်ပါတယ်အဲ့တော့ဒါသမီးတွေဒါကိုအသေးစိတ်နားလည်သွားမယ်လို့ဆရာထင်ပါတယ်အဲ့တော့ဆရာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆွေးနွေးကြအောင်ကလေးတို့